စနေသားသမီးများအတွက်တင်ညာစာဟောစတန်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဗီဒီယိုလေးမှာတော့2026ခုနှစ်အတွင်းမှာကြုံတွေ့ရမယ်စနေသားသမီးတွေရဲ့ကံကြမ္မာအနေမြင့်ကိုကျွန်တော်ရဲ့ဟောစတန်အတိုင်းအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ဒီနှစ်ကတော့အတိုက်ခံများကြမှာအောင်မြင်မှုရမယ်နှစ်လို့ဆိုရပါမယ်ခင်ဗျာဒီနေ့ထဲမှာစနေသားသမီးတွေကလုံငန်းကမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်အပြောင်းလဲတဲ့အများကြီးကြုံရတတ်ပါတယ်။နေရာထိုင်ခင်းအပြောင်းလဲဒါမှမဟုတ်အလောက်ကန်အသစ်ပြောင်းလဲတာမျိုးတွေဖြစ်တတ်ပါတယ်။အစပိုင်းမှာအခက်အခဲလေးတွေရှိနိုင်ပေမဲ့နောက်ဆုံးမှာတော့မိမိဖြစ်ချင်တဲ့ဆန္ဒတွေပြေဝလာပါလိမ့်မယ်။စီးပွားရေးကဏ္ဍမှာတော့ငွေဝင်လာနေပွင့်နေပါတယ်။အမျော်လင့်မဲ့အမွေရတာမျိုးဒါမှမဟုတ်အရင်ကဆုံးရှုံးခဲ့တဲ့ငွေကြေးတွေပြန်ရတတ်ပါတယ်။ဒါပေမဲ့အထူးသတိပြုရမှာကတော့သူတစ်ပါးကိုငွေရှိတာအမခန္ဓာမျိုးလုံးဝမလုပ်သင့်ပါဘူးကိုယ်ကမကောင်းကြသူချိုးရှိတဲ့လို့တတိယဆက်ဆံဖို့လိုပါလိမ့်မယ်အချစ်ရေးမှာတော့လူမျိုးအပြိုတွေအနေနဲ့ချစ်သူဟောင်းနဲ့ပြန်ဆောင်တာမျိုးဒါမှမဟုတ်အသက်ကြီးတဲ့သူရဲ့ကိုညင်မှုနဲ့အိမ်အောင်ဘက်တွေ့တတ်ပါတယ်အိမ်အောင်တွေကတော့အိမ်အောင်ရေးမှာစကားများရတာမျိုးချိနိုင်ပြီမဲ့ယာယီတာဖြစ်ပါလိမ့်မယ်အိမ်အောင်ဘက်ရဲ့ကျမကြီးကိုတော့အနှဲငယ်ခိစိုက်ပြကြပါနော်ကျမကြီးမှာမီးလျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးအထူးသတိထားပါဒီထက်ထဲမှာအပူလောင်တာမျိုးဒါမှမဟုတ်အခြေပြယောဂါအနှဲငယ်ဖြစ်တတ်ပါတယ်အလုပ်တွေအများများပြီးစက်ပြမနေတယ်လို့အနားယူဖို့မမေ့ပါနဲ့ကံမွန်းစေဖို့အတွက်အောက်ပါရတဲ့လေးတွေကိုပြုလုပ်နိုင်ပါတယ်လူတိုင်းရန်အတွက်ကတော့စနေနေ့နံနက်ပိုင်းမှာတရားမှာနှင်းစီပန်းအနီရောင်ခုနှစ်ပွင့်စူးတွေကိုဖယ်ပြီးလူတန်းမှာတက်စစ်လူရန်အတွက်မိမိအသက်စစ်အင်္ဂါဖျားမှာတောက်တော်ရည်လဲပြီးဆူတောင်းပါပေးမဲ့လွှင့်ရန်အတွက်တညတက်နေမှာ9-9ကောင်ပေးမဲ့လှုပ်ပေးပါစနေသားသမီးတွေဟာဒီနှစ်မှာသိငှချင်းကိုလက်ကင်ထားအရာရာအဆင်ပြေပါလိမ့်မယ်စိတ်တို့စရာကြုံလာရင်ချက်ချင်းမတုတ်ပြန်ပဲခဏလောက်စောင့်ကြည့်လိုက်ပါဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်စနေသားသမီးများအားလုံးဘေးကင်းလုံခြုံပြီးအောင်မြင်မှုတွေဖယ်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်ထပ်နေ့နဲ့အလိုက်ဟောစာတော်များကိုသိရှိဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်